ကျွန်တော်ကိုဒီဈေးကိုလေးနဲ့လိုက်တယ်ဆိုပြီးတော့ဒီမှာဘက်ကနေကမ်းလှမ်းလာတယ်ကမ်းလှမ်းလာတဲ့အချိန်မှာကျွန်တော်ကိုယ်တိုင်လည်းစက်ဖက်ကြည့်လိုက်တယ်ဖက်ကြည့်လိုက်တဲ့အချိန်မှာလည်းကိုယ်တိုင်လည်းသဘောကျတယ်ဆိုတော့လက်ခံရပြီးဖြစ်ပါတယ်အဓိကတော့အဲ့လိုမတူညီတဲ့ character လေးတွေကိုထိလာပြီးတော့ဖန်တီးကျင်တဲ့ဆန္ဒပါhorror တော့မပါဘူးဒီကမိသားစုစိုက်ရင်လေးလည်းဖြစ်တယ်ပြီးတော့ romance လေးလည်းပါတယ်ဆိုတော့နောက်ထပ်ရတာတစ်မျိုးဇလန်လေးကောင်းပါတယ်ဒီဇလန်လေးကျွန်တော်စဖတ်တဲ့အချိန်တွေကကိုယ်တိုင်လည်းသဘောကျတယ်အခုရိုက်ကူးတော့လည်းရင်ခုန်နေပါတယ်ဟုတ်ဒီထဲမှာကတော့အဲ့ပေါ့ဇက်ရတော့ဒီအပြောင်းလေးလေးတော့ရှိရပါတော့ဒါကြတော့ကျွန်တော်အများကြီးပြသေးလို့လည်းမရသေးလို့ပေါ့ပြိတ္တဆုံးဖြတ်စားမဲ့ဇလန်လေးဖြစ်မှာတစ်ခုတော့မတူဘူးပေါ့နော်မှာဟိုကားကျတော့ကျွန်တော် horror လည်းပါတယ် drama မျိုးစားလေးလည်းဖြစ်တယ်ဒီကားကျတော့ horror တော့မပါဘူးဒီကမိသားစုစိုက်ရင်လေးလည်းဖြစ်တယ်ပြီးတော့ romance လေးလည်းပါတယ်ဆိုတော့နောက်ထပ်ရတာတစ်မျိုးကျွန်တော်ကိုဒီဈေးကိုလေးနဲ့လိုက်တယ်ဆိုပြီးတော့ဒီမှာဘက်ကနေကမ်းလှမ်းလာတယ်ကမ်းလှမ်းလာတဲ့အချိန်မှာကျွန်တော်ကိုယ်တိုင်လည်းစက်ဖက်ကြည့်လိုက်တယ်ဖက်ကြည့်လိုက်တဲ့အချိန်မှာလည်းကိုယ်တိုင်လည်းသဘောကျတယ်ဆိုတော့လက်ခံရပြီးဖြစ်ပါတယ်ရှိပါတယ်ဟိုကျွန်တော်တူးကောင်တော်တော်များများကိုမြင်လို့ရှိရင်တော်တော်များများမှာတို့စိတ်ကူးထားတဲ့စက်ကောင်တွေအများကြီးရှိတယ်ကျွန်တော်မှလည်းရှိတယ်အဓိကတော့အဲ့လိုမတူညီတဲ့ character လေးတွေကိုထိလာပြီးတော့ဖန်တီးကျင်တဲ့ဆန္ဒပါဝတ္ထုတွေတော်တော်များများဖတ်ပြီးတယ်အဲ့တော့အဲ့ character လေးတွေပေါ့သူစက်ကောင်လေးတွေမှာတော့အခွင့်ရှင်းတော့ပေါ်ဝင်တူးကောင်ကျင်တဲ့ဆန္ဒပဲရှိအဲ့ဒါလည်းကျွန်တော်ဟိုးရင်တော့လည်းဖြည့်ပြီးပါတယ်ဟုတ်အဲ့လို misery ဇလန်ဆိုလို့ misery ဖြစ်တဲ့ဇလန်ပုံစံမျိုးလေးသဘောကျတယ်သဘောကျပါတယ်ဒီဘာသာရေးနဲ့ပတ်သက်တဲ့ဇက်ကောင်တွေပေါ့နော်အဲ့လိုဇက်ကောင်မျိုးလေးဆိုလဲလှုပ်ရှင်တဲ့ဆန္ဒရှိတယ်ကိုယ်တိုင်လည်းသဘောကျကိုလုံနိုင်တယ်လို့ဒါပြိတ္တအတွက်ကဒါကောင်းတဲ့အရာတွေကိုမြင်နိုင်တဲ့ဇက်ကောင်ပုံစံမျိုးလေးတွေဖြစ်တယ်ပေါ့နော်အဲ့လိုကြောင်လည်းပါဒီကားလေးကမိသားစုဇလန်လေးဖြစ်တယ်ပြိတ္တတွေအတွက်ရသပေးနိုင်မဲ့ဇလန်လေးလည်းဖြစ်တော့စောင့်မျှော်ပြီးကြည့်ရှုပေးကြပါဦးလို့ပြောချင်ပါတယ်အားလုံးလည်းကျေးဇူးတင်ပါတယ်